ဒီပုတ်တင်ညိုကြီးဟာသူ့ရဲ့ခြေချောင်းလက်ချောင်းတွေကိုစမ်းထုတ်ရင်းနဲ့သူတကယ်ပဲအသက်ဘယ်လောက်ရှိပြီလဲဆိုတာကိုသိဖို့စ조사နေခဲ့ပါတယ်။ဒါပေမဲ့သူကကနမ်းမရီတွက်တက်တာကြောင့်တင်ချတက်တဲ့ယုံကလေးတစ်ကောင်ကိုပဲအကူအညီတောင်းပြီးမေးမြန်းခဲ့ရပါတယ်။ယုံကလေးကတေချာတွက်ချက်ပေးပြီးရဲ့နောက်မှာတော့လီယိုရဲ့အသက်ဟာ84နှစ်ရှိပြီဖြစ်ကြောင်းအဖြေထုတ်ပေးလိုက်ပါတယ်။အဲ့ဒီအဖြေကိုကြားလိုက်ရတဲ့အချိန်မှာလီယိုတယောက်စိတ်သက်တွေလုံးဝပြိုလဲလို့ညီပါဖြစ်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ပုတ်တင်ညိုတွေရဲ့တက်တန်းရဆိုရင်သူ့မှာအသက်ရှင်ဖို့တစ်နှစ်ပဲလိုပါတော့တယ်။တကယ်တော့ပုတ်တင်ညိုကြီးလီယိုနဲ့လက်ကလေးစကွိုက်တဲလို့ဟာစာတင်ကန်းထဲမှာအမြဲတမ်းအိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်နေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့မနေ့တုန်းကတော့သူတို့နှစ်ယောက်ဟာဆရာမနှစ်ယောက်ပြောနေတဲ့စကားကိုမထင်မှတ်ပဲကြားလိုက်ရပါတယ်။ဆရာမတယောက်ကပုတ်တင်ညိုတွေဟာများသောအားဖြင့်တက်တန်း85နှစ်အထိပဲနေရတတ်ပြီးဒီခန်းထဲကပုတ်တင်ညိုကြီးကတော့အသက်80ဒါမှမဟုတ်80ဝန်းကျင်လောက်ရှိနေပြီလို့ပြောခဲ့တာဖြစ်ပါတယ်။အစပိုင်းမှာတော့လီယိုကအဲ့ဒီစကားကိုလုံးဝမယုံကြည်ခဲ့ပါဘူး။ဘေးကအင်းဆက်ကောင်လေးကလည်းသူ့ကိုစိတ်သက်သာရအောင်ဝိုင်းပြီးအားပေးခဲ့ပါသေးတယ်။ဒါပေမဲ့ယုံကလေးရဲ့ရှုပ်ထွေးလာတဲ့တွက်ချက်မှုတွေပြီးသွားတဲ့အခါမှာတော့လီယိုဟာသူ့ရဲ့တကယ်တက်မှန်ကိုသိရှိသွားခဲ့ရပါတယ်။သူဟာချက်ချင်းပဲစိုးရိမ်ပူပန်စိတ်တွေဝင်လာခဲ့ပါတော့တယ်။သူ့ရဲ့သူငယ်ချင်းဟောင်းလေးကလေးစကွိုက်တဲကလေ့ကျင့်ခန်းလုပ်တာဟာခနာကိုယ်ကိုပိုပြီးကျန်းမာစေနိုင်တယ်လို့အသက်လည်းပိုရှိစေနိုင်တယ်လို့ဖြောင်းဖြပြောဆိုခဲ့ပါတယ်။လီယိုကလည်းအဲ့ဒီစကားကိုကြားတော့တဘာဝကြတယ်လို့တွေးမိသွားပါတယ်။ဒါပေမဲ့ပြဿနာကသူကဘလို့လေ့ကျင့်ခန်းလုပ်ရမလဲဆိုတာမသိတာပဲဖြစ်ပါတယ်။ဒါကြောင့်သူဟာမျက်စိမိတ်တုံးလုပ်တဲ့လေ့ကျင့်ခန်းကနေစတင်လိုက်ပါတော့တယ်။သူ့ကိုယ်သူလည်းဒီလိုတက်ရွယ်ကြီးမှပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်နိုင်တော့ကြောင်းအရာအလုံးနောက်ကျသွားပြီဖြစ်ပြီးဘဝကိုအလားဟာဖြုံးတီးပစ်ခဲ့မိတယ်လို့ညီးတွားနေခဲ့ပါတယ်။လေ့ကျင့်ခန်းတကြော့ပဲလုပ်ရသေးပေမဲ့လီယိုဟာအင်မတန်မောပန်းသွားပြီးလဲကျသွားခဲ့ရပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ဟာတကယ်ကိုအားနည်းလုံးနေခဲ့ပါပြီ။သူ့ရဲ့ဘဝဟာတကယ်ပြီးဆုံးတော့မှလားဆိုပြီးလီယိုတယောက်သူ့ဘဝဟောင်းကိုပြန်နှွေးနေခဲ့မိပါတယ်။သူမွေးဖွားပြီးတိတ်မကြခင်မှာပဲဒီစာသင်ခန်းထဲကိုပို့ဆောင်ခြင်းခံခဲ့ရပြီးဘယ်မှမရောက်ဘူးပဲတစ်သက်လုံးနေခဲ့ရတာဖြစ်ပါတယ်။သူဟာတကယ်ခီယိုစစ်ကိုလည်းမစားဘူးပဲလူတွေကျွေးတဲ့ရင်ကောင်တွေကိုပဲစားခဲ့ရပါတယ်။ကလေးတွေကဆက်လက်ရက်ပဲကျွေးတတ်တာကြောင့်ရေမော်တွေကိုလည်းသူမမြည်စမ်းဘူးခဲ့ပါဘူး။ပိုပြီးဆိုတာကတော့အဲ့ဒီဆက်လက်ရက်တွေဟာလက်ကလေးစကွိုက်တဲ့ရဲ့ကျင်ငယ်ရည်တွေနဲ့မကြာခဏပေးချန်နေတတ်တာပဲဖြစ်ပါတယ်။လီယိုအနောင်တရားဆုံးအချက်ကတော့သူဟာမိတ်လိုက်ဖို့ပုတ်တင်ညိုမလေးတစ်ကောင်ရဲ့လက်ကိုယ်တော်မဆွဲဘူးပဲအခုထက်ထိလူပြိုကြီးဖြစ်နေရတဲ့အချက်ပဲဖြစ်ပါတယ်။လီယိုဟာတွေးလေလေပိုပြီးမကြေမနက်ဖြစ်လေလေဖြစ်လာခဲ့ပါတယ်။ဒီစာသင်ခန်းထဲမှာပဲဒီတိုင်းတည်သွားရမယ်ဆိုရင်ဒါဟာတကယ်ကိုမတရားဘူးလို့သူခံစားလိုက်ရပါတယ်။ဒါကြောင့်သူဟာယူသွတ်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်ပါတော့တယ်။သူဟာဒီခန်းထဲကနေထွက်ပြေးပြီးပြင်မကဘာကြီးကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲဆရာမကចောင်းသားတွေကိုအိမ်စာအစ်တစ်ခုပေးခဲ့ပါတယ်။ဒီတရားပတ်ကစားပြီးចောင်းသားတယောက်ချင်းစီဟာအခန်းထဲကအိမ်မွေးတိရစ္ဆာန်တစ်ကောင်ကိုအိမ်ခေါ်သွားပြီးနှစ်ရက်တိတိတေချာဆောင်းရှောက်ရမှာဖြစ်ပါတယ်။ဒါဟာသူတို့ကိုတာဝန်ယူတက်စိတ်ရှိလာအောင်တင် जा ပေးတာဖြစ်ပါတယ်။လီယိုကအဲ့ဒီအတန်ကိုကြားလိုက်ရခြင်းမှာပဲသူ့အတွက်အခွင့်အရေးရောက်လာပြီဆိုတာသိလိုက်ပါတယ်။သူ့ရဲ့အစီအစဉ်ကတော့ရိုးရှင်းပါတယ်။ပထမဆုံးចောင်းသားတယောက်ရဲ့အိမ်ကိုလိုက်သွားမယ်အဲ့ဒီနောက်ပြတင်းပေါက်ကနေတဆင့်ပြင်ပကဘာထဲကိုထွက်ပြေးဖို့အခွင့်အရေးရှာမယ်ဆိုပြီးတော့ဖြစ်ပါတယ်။လီယိုဟာသူ့ကိုယ်သူရွေးချယ်ခံရအောင်အစွမ်းကုန်စ조사ပြခဲ့ပြီးနောက်ဆုံးမှာတော့မိန်းကလေးတယောက်ရဲ့ခေါ်ဆောင်ခြင်းကိုခံခဲ့ရပါတယ်။ဒီလိုနဲ့ပဲသူဟာတရားဝင်ထွက်ပြေးဖို့ခရီးစဉ်ကိုစတင်ခဲ့ပါတော့တယ်။အဲ့ဒီမိန်းကလေးရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့လီယိုဟာလူတွေအားလုံးအပြင်ထွက်သွားမယ့်အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။အိမ်ထဲမှာဘယ်သူမှမရှိတော့တဲ့အချိန်ကျမှသူဟာသူ့ရဲ့84နှစ်အရွယ်ခန္ဓာကိုယ်ကြီးကိုဖြည်းဖြည်းချင်းလှုပ်ရှားလိုက်ပါတယ်။သူဟာတစ်တာထဲကနေတေချာလေးတွားသွားပြီးထွက်ခဲ့ပါတယ်။နိုင်ရန်တိုင်းလဲတိတ်တဆိတ်တွားနေခဲ့ပါတယ်။သူ့ရဲ့ရှေ့နားမှာတော့ပြတင်းပေါက်တစ်ခုဟာဟစီပွင့်နေခဲ့ပါတယ်။အဲ့ဒီပြတင်းပေါက်ကနေအပြင်ကိုထွက်နိုင်ရင်ပဲသူဟာလွတ်လပ်ခွင့်ရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့လီယိုဟာတခါမှလေ့ကျင့်ခန်းမလုပ်ဘူးတာကြောင့်အင်မတန်ပင်ပန်းဆင်းရဲစွာနဲ့တွားနေခဲ့ရပါတယ်။ဖြည်းဖြည်းချင်းပဲသူတွားနေခဲ့ရပါတယ်။သူဟာနေကင်းဘက်ကနေညဘက်ရောက်တဲ့အထိအစွမ်းကုန်တွားခဲ့ပြီးမှပြတင်းပေါက်နားကိုရောက်ရှိသွားခဲ့ပါတယ်။လွတ်လပ်ခွင့်ဟာသူ့ရှိတဲ့မှာရှိနေတာကိုမြင်လိုက်ရတာကြောင့်လီယိုဟာတတိမွေးပြီးရှိသမျှအင်အားနဲ့အပေါ်ကိုခုန်တက်လိုက်ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူခုန်လိုက်တာဟာလိုအပ်ချက်နည်းနည်းလေးရှိနေခဲ့ပါတယ်။အတိအကျပြောရရင်အဲ့ဒီအချိန်မှာပဲမိန်းကလေးကအခန်းထဲပြန်ဝင်လာခဲ့ပါတယ်။သူမဟာလိုက်ကာကိုမတော်တဆဆွဲပိတ်လိုက်တာကြောင့်လီယိုရဲ့ထွက်ပြေးမဲ့အစီအစဉ်ဟာပျက်စီးသွားခဲ့ရပါတယ်။ဒါပေမဲ့မထင်မှတ်ပဲလီယိုကစကားထွက်ပြောမိလိုက်တာကြောင့်အဲ့ဒီမိန်းကလေးမှာအင်မတန်ထိတ်လန့်သွားပြီးပုတ်တင်ညိုကြီးစကားပြောနေတယ်ဆိုပြီးအော်ဟစ်ပါတော့တယ်။လီယိုကလည်းမျက်နှာချင်းဆိုင်ပြန်ကြည့်ရင်းနဲ့သူမကိုပါစကားပြန်ပြောခိုင်းနေခဲ့ပါတော့တယ်